ဒါစောသေးရဲ့ဒီမိစားအမှန်ဆိုမြက်2 နာရီ3 နာရီပါကောက်ကိုဟိုတယ်ဟိုစီရိုနာဟိုတယ်ရှိမှာထွက်စားဒါစောတယ်ပြောရမယ်အဲ့တော့ Telegram channel လိုက်ကြည့်နေတဲ့လူတွေ follow လုပ်ပေးဖို့စီမံမှာ hi ပေးဒီနေ့ည channel မှာမမြတ်80 like လွှင့်မယ်80 like ကြည့်နေဆိုရင်ဟိုမှာပါဝင်လို့ရတယ်မန်ပါဝင်မဲ့လူရ follow လုပ်ပေးဖို့စီမံမှာ hi ငွေလွှဲရအောင်လင်းချပေးမယ်ဟုတ်ညီမလေးဟုတ်လောက်ညဝသားလေးနူးနေရလားကျေးဇူးပါညီမလေးဒီကဝိုင်းရအရန်ဆက်သွားတယ်မနာမည်မေမြတ်သူမေမြတ်သူမမြတ်နာမည်နာခဲ့မှာငတ်ထားလို့လေတကယ်လည်းနာခဲ့မှာငတ်တယ်မမြတ်တို့နာခဲ့ဖြစ်တော့မမြတ်6 တန်းနဲ့6 တန်းနဲ့ဆိုမမြတ်ကနေမှာကွာအေယာဝတီတိုင်းသူဆိုနေမှာမမြတ်တို့ဘိုးလေးဆိုလက်ပုတ်တာဘိုးလေးဆိုနီးလေးလေးအရန်ဖြစ်တာဆရာတော်ရက်တင်ပေးထားတာဩအရန်ဖြစ်တာနာခဲ့ဖြစ်ပြီးနောက်နေ့မှကြာမမြတ်တို့စားကြမရှိဘူးအိကြီးကလည်းပြုတ်သွားတယ်မလားအိကြီးကလည်းပြုတ်သွားမမြတ်ဘာလို့လဲမလဲကြက်ချန်နဲ့လေမျိုးကကြက်ချန်နဲ့သွားကြက်ချန်ပိုင်ရှင်တွေကလေအေးယူသေးရဲ့ကြက်တွေယူသွားဆိုတော့ကြက်ဥတွေတော့မယူနဲ့နေတို့ကြက်အကောင်တွေယူသွားလို့ပြောတာမမြတ်ကဘာလို့လဲမလဲဘာလို့တူတူလေးပို့ပြီးကြက်ဥတွေကိုဒီမှာလိတ်သွားခိုးသွားတာကြက်ဥတွေစားချင်လို့ခိုးသွားကြက်ဥတွေခိုးပြီးကြက်အကောင်လိုက်ကြည့်မသွားတာတော်ဆူလက်ပုတ်တာမဟုတ်လက်ပုတ်တာနဲ့တော့နီးရအောင်နော်ဘိုးကလေးဆိုတော့ပိတ်လဲပတ်ပဲပေါ့နော်လက်ပုတ်တာဆိုတရားလုံးတရားလေးရှင်တဲ့လူအောင်ရှိတယ်နေတော့မြင်ပါကြောက်ကြရင်ငယ်ဒီဘက်ကြီးကသွားဝါလို့ညတော့ဘာမှဆက်ပြေအဲ့တော့ဒီနေ့ည Telegram channel မှာ80 like ကြည့်ချင်တဲ့လူတွေ follow လုပ်ပေးဖို့ဆိုပြီးမှ hi ပေးငွေလွှဲရအောင်လင်းချပေးမယ်ဒီနေ့ည channel မှာကျွန်မ80 like လွှင့်မယ်နော်80 like ကြည့်ချင်တဲ့ဆိုရင် follow လုပ်ပေးဖို့ဆိုပြီးမှ hi ပေးပါဟုတ်ဘူးလို့ပြောလဲဒါပဲမေးနေရတယ်အဲ့တော့ Telegram channel live တိုင်းကိုကြည့်ချင်တဲ့လူတွေက follow လုပ်ပေးဖို့ဆိုပြီးမှ hi ငွေလွှဲရအောင်လင်းချပေးမယ်ထိုင်းကဝင်မဲ့လူတွေထိုင်းဘက်နဲ့လွှဲလို့ရတယ် channel လိုက်ကြည့်ချင်တဲ့ဆိုရင် follow လုပ်ပေးဖို့ဆိုပြီးမှလာ hi ပေးပြမှာလေကြည့်ကြည့်ပါဝင်ဆက်လို့ကျွန်မခုမှလည်းဖတ်မလိုက်သေးဘူး